အခုလည်းကျွန်တော်ထင်ပါတယ်ဒီနေ့ပွဲလေးကိုဟေးမအရန်လဲဝမ်းသာအရန်လဲပျော်နေလိမ့်မယ်လို့ကိုထင်တယ်ကျွန်တော်ဆိုတချင်းဒီလောက်ကြီးတတန်းရှည်ရှည်တချင်းဆိုနေနိုင်လိမ့်မယ်ဆိုတော့ကျွန်တော်အိမ်မက်တစ်ခုလိုပါပဲဟေးမဆိုလဲခြေနေတစ်ခုရသူဒီကျွန်တော်တို့လောကရန်နေတချင်းမဆိုပဲနဲ့ခဏငါလေးတိတ်တိတ်ကလေးထွက်သွားဦးပါတယ်ဒီချိန်မှာကျွန်တော်ညီကောင်မောင်နှောတွေနဲ့ဒီလိုပဲပြန်ပြီးဒီဆိုလာတာသူအထိမ်းအမှတ်ကလေးတစ်ခုအနေနဲ့လှုပ်လာတာဖြစ်တဲ့အတွက်ကျွန်တော်ထင်ပါတယ်ကျွန်တော်အောက်ကနေကြည့်နေကျွန်တော်တငယ်ချင်းမျက်နှာကိုကျွန်တော်ဟိုးနှစ်20တည်းကဖမ်းတတ်ခဲ့ပါတယ်အရန်ပျော်ပြီးအရန်ဝမ်းသာနေတယ်လို့ကျွန်တော်ထင်တယ်ဟုတ်ပါတယ် feeling ပါကျွန်တော်အစီအစဉ်လေးမှာဆက်လက်ပြီးတော့ကျွန်တော်တို့အကူအညီအပံ့ပိုးပေးမဲ့မြမငယ်တယောက်ကိုရွေးချယ်ပြီးခေါ်ယူခွင့်ပြုပါမြမငယ်လေးလေးဝစင်မြမောကြပါကျမလည်းခုံယူပါတယ်ကျမသိကြိုက်တဲ့တေးသန်ရှင်တယောက်ဖြစ်တဲ့မဟေမာပေါ့နော်သူ့ကိုကြိုက်တာအတန်လဲကြိုက်တယ်
ရုပ်လဲကြိုက်တယ်ဝစားစီရင်မှုလဲကြိုက်တယ်အကုန်ကြိုက်တယ်သူနဲ့ပြောမယ်ကိစ္စတွေဆိုလို့ရှိရင်ဘဝမှာအမှတ်တရဖြစ်တာတွေကတော့အများကြီးပဲပေါ့လေတခုပြောမယ်ဟိုငငယ်တော့ကအဖေဆိုရမ်းကြောက်ရတယ်အမေကတော့ရတယ်ဘာမှမဖြစ်ဘူးဖေကိုရမ်းကြောက်ရတဲ့ခါမှာဖေက15နှစ်16နှစ်အရွယ်ရောက်လာတော့ဟိုရုပ်ဒီရုပ်သိကြည့်တာဟိုနားသွားလဲကြည့်ဒီနားသွားလဲကြည့်ပဲအဲ့ချိန်မှာမမချင်းကိုကျမဆိုတယ်အားရပါရပဲဇူချစ်ကြမယ်မိဘများကလည်းမကြည့်ဘူးဆိုတာမသိဘူးဖေရောက်လာတာမသိဘူးပြီးလဲပြီးတော့နောက်ဆုံးကြတော့ဇူချစ်ကြမယ်ဟေးချစ်စိတ်ကသိပြင်းနေဆိုလဲပြီးတော့ဖေကခါထောက်ပြီးတော့တတ်တရှိဇူချစ်ကြည့်ပါလားဘဝမှာတော့အမှတ်တရတွေကြီးပါပဲမဟေးမှာငယ်လေးကကြိုက်နေတဲ့ရတာပါနေပါလမ်းကျူးတင်တာပဲကိုဆိုလို့ကျွန်တော်ကအပြေးတက်လာတာပြီးတော့သူအကြီးပဲစကားတွေအများကြီးပြောတာโอเคအဲ့ဒါဆိုကျွန်တော်ပြန်ပါမယ်ကျွန်တော်ဆက်ပြီးပြောစရာအကြောင်းမရှိတဲ့အတွက်ဟေးမှာခွင့်ပြုပါပြန်ခွင့်ပြုပါโอเคနောက်တော့ပါဘာပြောကျွန်တော်မောင်နှမတွေစုံစုံလင်းလင်းပျော်ပျော်ရွှင်ရွှင်နဲ့နေကြဖြတ်သားရတဲ့ဘဝလေးတွေကိုကျွန်တော်တငယ်ချင်းတွေအပေါင်းအသင်းတွေရော everyday တွေအားလုံးလည်းမြင်စေချင်ပါတယ်ကျွန်တော် stage show ဘယ်လိုပဲဖြစ်ဖြစ် show တစ် show သွားတယ်ဆိုကျွန်တော်ဒီလိုညီကိုမောင်နှမတွေကပျော်ပျော်ရွှင်ရွှင်ကျင်ကျူးလို့တကယ်ညီကိုမောင်နှမအရင်ချလို့ပဲခရီးတွေအများကြီးထွက်ခဲ့ရတဲ့အစီအစဉ်လေးတစ်ခုလို့ဒီမှာမြင်စေချင်ပါတယ်